မင်္ဂလာပါရှင်ကျွန်မက TNH Med Center ရဲ့တည်ထောင်သူကျောင်းအုပ်နှင်းဆက်ရဖြစ်ပါတယ်ဒီနေ့ကျွန်မက TNH Med Center မှာတက်ရောက်သွားတဲ့ကျောင်းသားဟောင်းတွေရဲ့မိဘတွေနဲ့တွေ့ဆုံပြီးတော့ Stories from Parents ဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီအစီအစဉ်ကနေပြီးတော့ကျွန်မတို့ထူးချွန်စွာအောင်မြင်သွားကြတဲ့ကျောင်းသားတွေကိုမိဘတွေအနေနဲ့ဘယ်လိုများပံ့ပိုးကြိုးထောင်ခဲ့တယ်လဲဆိုတာကြီးကျောင်းသားတွေအနေနဲ့ဘယ်လိုများစူးစမ်းခဲ့တဲ့ဆိုတဲ့အချက်တွေကိုကျွန်မတို့ကမြင်းမြန်းတင်ဆက်သွားမှာဖြစ်ပါတယ်ကြည့်ရှုသူမိဘတွေအားလုံးအတွက်လည်းလေ့လာစရာဗဟုသုတဖြစ်စရာအချက်တွေအများကြီးပါဝင်မယ်လို့ယုံကြည်ပါတယ်ရှင်ဆိုတော့ဒီနေ့အစီအစဉ်အတွက်ကျွန်မက TNH ရဲ့ကျောင်းသားဟောင်းဖြစ်တဲ့စိုးသွေးကိုရဲ့ဖေဖေနဲ့ကျွန်မတို့စကားလေးပြောဖို့ဖိတ်ခေါ်ရပါတယ်ကိုစိုးမင်းလို့ခေါ်ပါတယ်ကိုစိုးမင်းဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်တော်ကကိုစိုးမင်းပါတားလေးစိုးသွေးကို TNH ကျောင်းသားဟောင်းပေါ့နော်တားလေးစိုးသွေးကိုအခုဒီနေ့မှာ MIT နဲ့ကမ္ဘာ ranking 1ပေါ့နော် MIT တက်ကလို့ full ride နဲ့ဝင်သွားတဲ့စိုးသွေးကိုရဲ့အဖေပါပဲကျွန်တော်ကတော့ဟိုဖြူမျိုးမှာအာရှကင်းတောက်ရည်တန်းဆိုလုပ်ငန်းနဲ့ကျွန်တော်နေတိုင်းအမျိုးသမီးရတော့မဟုတ်မှလွယ်မှာကျွန်တော်ကဟိုနေ့တတိယနှစ်စီကျောင်းတက်နေတဲ့တမီးလေးရွှေရွှေစင်မင်းရှိပါတယ်ဟုတ်အခုတားရောတမီးရောနှစ်ယောက်စလုံးကအရန်ထူးချွန်ညာလေးအခုဟုတ်ကဲ့အဲ့ခါကျတော့ဒီလိုနယ်မြို့တေးသေးလေးရနေပြီးတော့အမေရိကန်အောင်မြင်ထူးချွန်တဲ့ကလေးတွေဖြစ်လာရအောင်အခုလိုမိဘတွေအနေနဲ့ဘယ်လိုများပံ့ပိုးပေးခဲ့ရပါလဲအခုဟုတ်ကဲ့ကျွန်တော်တို့ကတော့နေမှာနေတယ်ဆိုတော့ဟိုပညာရေးနဲ့ပတ်သက်လို့တိတ်ပြီးတော့ဟိုတူမသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သိတာဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့သားသမီးတွေကိုပြင်တန်တက်တွေဖြစ်စေခြင်းနဲ့အဲ့ဒီအတွက်ကိုလို့ကျွန်တော်ကဟိုဘယ်လိုပြောမလဲကလေးတွေကိုဟိုပြောရင်ပညာရွှေဦးလူမခိုးပေါ့နော်ပြောလို့ရှိရင်နောက်ပြီးလို့ရှိရင်အဲ့ဒါပညာရေးကအကောင်းဆုံးတော့ယဉ်နှီးမြှုပ်နှံမှုဒါဟိုကျွန်တော်တို့ကတည်တာတယ်အဲ့ဒီအတွက်မလို့ကျွန်တော်ကဘယ်လိုလဲကျွန်တော်ရဲ့နိုင်တဲ့လောက်ပေါ့နော်အဲ့လိုဟိုနေဖြစ်တယ်ဆိုရင်ဟိုကိုကဒါတွေနေမှာဆိုရင်ကျွန်တော်အိုလံပစ်တင်ချာတွေပါဆိုတာကျွန်တော်မရှိဘူးအဲ့ချိန်ကာလမှာတင်ချာနဲ့ပတ်သက်တဲ့ဟာTMH Med Centerအနေပြီးတော့ဟလာဟိုဒီလိုပဲနိုင်ငံတကာတင်ချာပြိုင်ပွဲတွေတွားဖြေလို့ရတယ်အဲ့ဒီအတွက်ဟိုနေ့ဖြစ်လို့ပြိုင်ပွဲတွေမှာလည်းစုရကြတယ်ဒါတွေကိုအားကြပြီးတော့ကျွန်တော်တီချင်နေတို့ TMH ကိုဆက်တွဲပြီးတော့ဟလာမေကွန်ဟောင်းလေးတွေလေ့လာတယ်ဒီချိန်တင်မှာဒီ TMH မှာကျွန်တော်တင်တဲ့နေတက်တယ်အဲ့ကနေပြီးတော့ကျွန်တော်ကစာမွဲတွေလိုက်ဖြေတယ်ပြည်တွင်းစာမွဲတွေပေါ့နော်အဲ့လိုဖြေပြီးတဲ့အခါကျတော့ပြည်တွင်းစာမွဲမှာအဲ့လို Gold Pro အဲ့ဒါ Gold Silver အဲ့လိုပေါ့နော် bronze တခုရတယ်ဆိုလို့ရှိရင်နိုင်ငံတကာပြိုင်ပွဲတွေကိုရှင်ပြိုင်ခွင့်ရှိတယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ကနိုင်ငံတကာပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဗျအခုတခုလောက်ထည့်ပြောလိုက်ပါအောင်နိုင်ငံတကာစာမွေးပွဲတွေပြန်တဲ့အခါမှာလဲစိုးသွေးကိုဒီစုမရတဲ့နှစ်မရှိဘူးဆိုတဲ့ကိစ္စတွေမှာလဲဟုတ်ကဲ့အဲ့လိုပြိုင်ပွဲတွေတွားပြိုင်တိုင်းမှာလဲဒါလေးကအမြဲတမ်းလို့စုမရတဲ့နှစ်ဆိုတာစုမရတဲ့ဘူးဆိုတာမရှိခဲ့ဘူးပေါ့နော်အဲ့လိုအောင်မြင်တဲ့အတွက်ဒါလေးကဘာဖြစ်လို့အဲ့လိုအပြေကိုကျွန်တော်ကဘာဖြစ်လဲစုရတဲ့အချိန်ကြာလို့ရှိရင်လဲကျွန်တော်ကဒေါ်လာဆိုတဲ့အခါကျတော့ပြောလို့ရှိရင်ဟိုအဲ့အချိန်မှာဟာလာဟိုကျွန်တော်ပထမသွားပြိုင်နေဆိုဟိုဒီမောစင်ကူမှာဆိုလို့ရှိရင် NUS University ရဲ့ Communication Center မှာနော်အဲ့အချိန်မှာဟိုဒါလေးကဟလာဟိုစုတက်ယူရတယ်အဲ့လိုစုတက်ယူရတဲ့ဒီမြင်ကွင်းကိုကျွန်တော်ကမြင်လိုက်ရတဲ့အချိန်မှာဟာဒီလိုတက်ကလို့ကောင်းကောင်းကြီးတွေကိုတစ်ချိန်ညရင်ဟာငါဒါလေးဟလာဟိုရောက်ရမယ်ဆိုတော့ပုံရိပ်ကပို့ပြီးတော့ဒေချာသွားတာပေါ့နော်အဲ့လိုအတွက်မို့လို့ဟိုကျွန်တော်ကပြောပြနောက်ဆိုလို့ရှိရင် DMV ကဟိုနေစီစဉ်ပေးတဲ့ဒီဟိုနေဖြစ်တဲ့ချိတ်ဆက်ပေးတဲ့စာမွေးမှန်တယ်များကိုကျွန်တော်တို့ကအကုန်လိုက်ဖြည့်တယ်နောက်ပြီးမေကွန်းဟောင်းတွေလေးလာတယ်အဲ့လိုအတွက်မို့လို့ဘာဖြစ်သွားလဲဆိုတော့ကလေးကဟိုကျောင်းတင်ချာဆိုတာဒီအိုလံပစ်တင်ချာတွေလေးလာလဲတွေ့တယ်ကျောင်းတင်ချာဆိုတာတွေကအရန်လွယ်ကူပါတယ်သူကိုယ်တူလဲယုံကြည်မှုပုံမြင့်သွားတယ်သူကိုယ်တိုင်းလဲဒီလို NUS University Community Center မှာစုတက်ယူရတယ်သူ့ရဲ့ပုံရိပ်ကလည်းဘယ်လိုပြောမလဲဆိုတာအများကြီးပြောင်းလဲသွားတယ်ကိုယုံကြည်မှုမြင့်သွားတယ်ပေါ့နော်အဲ့ဒီအတွက်မလို့နောက်ပြီးသူ့ရဲ့မတိသေးတဲ့အချက်တွေကိုဘာဖြစ်ပိုတိသွားတယ်ဆိုတာကျွန်တော်ကအဲ့အချိန်မှာကျွန်တော်နေကြောင်းသားဒါလေးကနေကြောင်းသားတော့အင်္ဂလိပ်စာပါညာတွေကဟိုပြောရင်ပုံမှန်လေးဆိုတော့မကောင်းဘူးပေါ့နော်အဲ့တော့ဒီမှာပြောပြန်ရတဲ့ TNH Med Center ခြားကလေးတွေကအကုန်လုံးကဟလာအင်္ဂလိပ်စာတွေကိုတယောက်ဟိုမှာကျင်း international ကျောင်းသားတွေနဲ့တွေ့တဲ့ခါကျတော့လေအင်္ဂလိပ်လိုပြောပါညာဆိုသူ့ရဲ့အားနည်းချက်ဒါအင်္ဂလိပ်စာကောင်းအောင်မယ်ဆိုတဲ့အချက်ကို तू ကပိုတည်သွားတယ်အဲ့အတွက်ကိုလည်း तू ကဒါအင်္ဂလိပ်စာအတွက်ကိုလည်းပို့ပြီးတော့လေးလာပြသွားတယ်အဲ့မှာအင်္ဂလိပ်စာကိုတင်ကြအောင်ထူးချွန်သွားတဲ့အတွက်အခုလိုအောင်မြင်လာတာပေါ့နော်ဟုတ်ကဲ့အရန်ကျေနပ်တာပဲဒီလိုမေကွန်းဒီလိုမေကွန်းတွေဒီလိုလေးဖြည့်ပေးတာအခုဘာဖြစ်လို့လဲဆိုတော့ကျမတို့စာမေးပွဲတွေစီစဉ်နေဆိုတဲ့ရည်ရွယ်ချက်ကလည်းဒီလိုတွေပါပါတယ်အခုအခုတော့တားအနေနဲ့ကကြတော့ဘယ်လိုပဲဖြစ်ဖြစ်တင်ချပြိုင်ပွဲမှာတင်ချစုရတာတယ်မဟုတ်ပဲနဲ့သူ့ရဲ့လိုအပ်ချက်ကိုပါသူတို့တခါတည်းသိသွားနိုင်တယ်ဒါကိုလည်းဖြည့်ဆည်းပေးသွားနိုင်တယ်ဆိုတာလေအမတန်ကိုကောင်းတဲ့
improvement ပေါ့နော်အကိုနော်ကျမအနေနဲ့တိတ်ကိုကျေနပ်ပါတယ်အကိုဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါအကိုအကိုတို့မိသားစုနဲ့လည်းလေအကိုတို့မိသားစုအနေနဲ့လည်းဟိုအဓိကအဖြစ်အကိုပေါ့နော်နှစ်တိုင်းလို့ပဲလိုက်ပြီးတော့တားကိုလည်းလိုက်အားပေးတာပေါ့နော်ဟုတ်ကဲ့ဗျာဒါလည်းမိဘတယောက်ရဲ့ဟိုယဉ်နှိမ့်မြုပ်နှံမှုပေါ့နော်ပေါ့နော်အချိန်တွေယဉ်နှိမ့်မြုပ်နှံရတယ်ငွေတွေယဉ်နှိမ့်မြုပ်နှံရတယ်ဒါပေမဲ့ဒီမြုပ်နှံထားတဲ့အပေါ်နဲ့ကိုက်ညီစွာပဲเนาะကမ္ဘာအဆင့်တက္ကသိုလ်မှာတားအနေနဲ့ full scholarship ရတဲ့အတွက်ကိုအခုအနေနဲ့ဘယ်လိုများဝမ်းသာပီတိတွေဖြစ်ရလဲဆိုတာလည်းပြောပြပေးပါဦးဟုတ်ကဲ့ကျွန်တော်ကကိုယ်ဒီပေါ့ပြောလို့ရှိရင်တင်ချာနဲ့အင်္ဂလိပ်စာကောင်းတဲ့ကလေးပေါ့နော်အင်္ဂလိပ်စာကောင်းတဲ့ကလေးတို့ကိုဒီလိုဟိုဒီပြောလို့ရှိရင် scholar ပေးတဲ့ကျောင်းတွေရှောက်တဲ့ခါမှာကျွန်တော်တို့ဒီမှာဆိုကျွန်တော်သားလေးကဒီ O level မှာ O level မှာလည်းပြောလို့ရှိရင်8 star 7 ပါဟိုနောက်7 8 star 1ပြီပေါ့နော်အဲ့လိုရခဲ့တယ်အဲ့ဟာတွေအဲ့ရတဲ့အမှတ်တွေရယ်ကျွန်တော်တို့ဒီနိုင်ငံတကာပြိုင်ပွဲတွေမှာတင်ရှားအိုလံပစ်ပြိုင်ပွဲတွေမှာဝင်ပြိုင်နာတာတွေနောက်ပြီးကြလို့ရှိရင်ကျွန်တော်သားလေးကဘယ်လောက်တော့အဆင်ပြေသွားလဲဆိုတော့ဒီပြောလို့ရှိရင်ဒီ IMO ပေါ့နော် International Mathematics Olympic ဟဲ့လားတကဘာလုံးမှာဒါအကြီးဆုံးပြိုင်ပွဲပဲပေါ့အဲ့ပြိုင်ပွဲမှာဆိုလို့ရှိရင်ဗမာပြည်ကိုစားပြုဒီဟိုဝင်ပြိုင်တဲ့အချိန်မှာဟိုနေပထမဟိုနေကဆိုလို့ရှိရင်ဟိုနေ64ချိန်မြောက်ဆိုလို့ရှိရင်ဟိုဂျပန်နိုင်ငံချီပါမှာတော့ပြိုင်ရတယ်ပြီးလို့ရှိရင်ဟိုနေ65ချိန်ကျတော့အင်္ဂလန်နိုင်ငံဘတ်မြို့မှာတော့ပြိုင်ရတယ်အဲ့တော့တားလေးရလာတဲ့ဒီဟိုလမ်းပြစုတွေနဲ့ကျွန်တော်တို့ကကျောင်းတွေကိုရှောက်လိုက်တဲ့အခါကျတော့ကျောင်းလဲဆောလာပြဒီ A level အတွက်ကိုကျွန်တော်ကဟိုရှောက်လိုက်တဲ့ AIS group ကပေးတဲ့ဒီဟိုနေပေါ့နော်ဟိုနေ scholar ဆိုလို့ရှိရင်ဟာတို့ International School ဘန်ကောက်ပေါ့နော်အဲ့ဒါအင်္ဂလန်လာဖွင့်လာတဲ့ကျောင်းအဲ့မှာကျွန်တော်တို့က full scholar ရလိုက်တယ်အဲ့ဒါဘတ်330ပမာဝင်တဲ့ဆိုဒီတစ်ပေါက်3,400လောက်ကျွန်တော်တို့ကပြောရင်ကျောင်းကြီးကျောင်းသားဟိုတက်ခွင့်ရလိုက်တယ်အဲ့လိုအဲ့ကျောင်းမှာတက်ခွင့်ရပြီအဲ့ကနေပြီးတော့အခုပေါ့A level ဝင်နေဖြစ်ပြီးတဲ့အခါတက်ကလို့ကျောင်းနေရှောက်လိုက်တဲ့အခါကျတော့အခုကမ္ဘာအဆင့်1တက်ကလို့ပေါ့နော် MIT တက်ကလို့ကို full ride နဲ့ဝင်ခွင့်ရတယ်ဒါတွေကပြောလို့ရှိရင်ဒီဟိုဒီလိုဝင်နေဖြစ်တဲ့အတွက်ကျွန်တော်မိဘတွေအတိုင်းမကြည့်ဝမ်းသာတယ်ပေါ့နော်ဒါဒီလိုနေဖြစ်သွားတဲ့မိဘတွေကိုလည်းပြောချင်တာဟိုပြောရင်ဟိုနေပေါ့နော်ပညာရေးနဲ့ပတ်သက်လို့မိဘတွေဒီခုနေနဲ့တက်နိုင်တဲ့လောက်ဟိုကိုတက်နိုင်တဲ့ပမာဏအတိုင်းပေါ့နော်ရင်းနှီးမြှုပ်နှံကြပါဘာဖြစ်လို့လဲဆိုတော့ဒါပညာအကောင်းဆုံးတော့ရင်းနှီးမြှုပ်နှံမှုဆိုတာဒါဒီတားလေးရဲ့ကြိုးစားမှုကြည့်ပြီးတော့ကျွန်တော်ဟာလာတက်တိတ်ထူလို့ရပါတယ်ဗျရဲဝုန်းကိုပြောနိုင်သွားပြီဟုတ်ကဲ့ဗျအကိုတို့အနေနဲ့လည်းဟိုဘလောက်ပဲပေးဆက်ခဲ့ရဘလောက်ပဲပင်ပန်းခဲ့ရဒီလိုတက်ကတူမှာ full rate ရပါပြီဆိုရင်အကိုတို့တခါတည်းအမောပြေသွားပြီသူတို့ရဲ့ပညာရေးတောက်လျှောက်မှာဘာမှပူစရာမရှိတော့ဘူးဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့လည်းဒီလိုလေးဖြစ်စေချင်တာကိုညီမကြီးလည်းပြည်သွားတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဗျဟုတ်ကဲ့အခုတားတို့ရဲ့ဒီ scholarship တွေကြည့်ပြီးတော့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့သားတွေကိုလည်း level scholarship တွေပါစေချင်တာပေါ့ပါစေချင်တဲ့အခါကျတော့ဒီလိုမျိုးကျောင်းတွေကို scholarship ရဖို့ဆိုတာကလေဘယ်အချက်တွေကအရေးကြီးလဲတားကဘာတွေကိုအားတာလို့ဒီလို scholarship တွေရလို့ထင်ပါလဲအကိုတားလေးကဒီလိုပေါ့နော်အမေရိကတို့အင်္ဂလန်အကြောင်းတွေရဖို့ဆိုလို့ရှိရင်ဒီ scholar တွေရမယ်တက်ခွင့်ရဖို့ဆိုလို့ရှိရင်သူကပြောလို့ရှိရင်ကျွန်တော်ပြောလို့ရှိရင်ဟလာဟိုကျောင်းစာတစ်ခုတည်းတော်နေလို့လည်းမရဘူးတခြားခေါင်းဆောင်မှုအရေးချင်းတွေလည်းလိုတယ်အဲ့လိုကျောင်းစာတစ်ခုတည်းတော်လို့မရဆိုပေမဲ့လို့လည်းသူကဒီ nationally ပေါ့နော်နိုင်ငံတကာနဲ့ကိုယ်နိုင်ငံကသူ့ဟာထဲမှာနိုင်ငံတွင်းမှာတိတ်ထူးချွန်တယ်ဆိုလို့ရှိရင်ဥပမာတော့တားလေးလိုဗမာတနိုင်ငံလုံးမှာဟလာဟိုပြောရဲဟိုတင်ချာအတော်ဆုံးအဆင့်တစ်ခုလောက်ကိုရသွားတာပေါ့နော်အဲ့လိုဆိုလို့ရှိရင်သူကဘာဖြစ်တော့ကျောင်းတွေကဒီလိုတင်ချာထူးချွန်တဲ့ကလေးဆိုလို့ရှိရင်ဟလာအရန်တဘောကြတယ်အဲ့အတွက်ကိုဘို့နေဖြစ်တဲ့အခါကျတော့ပြီးလို့ရှိရင်ဒီခေါင်းဆောင်မှုပေါ့နော်ခေါင်းဆောင်မှုဆိုင်ဆိုဒီလို DMH မှာလည်းကျွန်တော်တို့ဟိုတင်တန်းနေလာတက်တယ်နိုင်ငံတကာပြိုင်ပွဲတွေကိုလည်းသူကပြောလို့ရှိရင်ဟိုဒီတား10နှစ်သားလောက်တည်းอ่ะပေါ့နော်ပြီးတော့ DMH ကပြိုင်ပွဲတွေမှာဆိုကျွန်တော်ကဒီဟိုနေယူရီးယားစင်ကာပူမလေးရှားထိုင်ဝမ်တောင်ကိုရီးယားဂျပန်ဆိုလည်းပထမတစ်ခေါက်ကဒီ IB ကဟိုနေဖြစ်တဲ့ဟာပြောတော့ WIMO ပေါ့နော်နောက်တစ်ခုကကြားတဲ့ခါကျတော့ဟို IMO ပေါ့နောက်တစ်ခါကျတော့အင်္ဂလန်မှာကျင်းပတဲ့ IMO အဲ့လိုတွားပြီးရှင်ပြရတဲ့အတွက်နိုင်ငံရဲ့အကြောင်းတိုင်းနဲ့ထိတွေ့ရတဲ့အတွက်သူ့ရဲ့ယုံကြည်မှုကမြင့်လာတယ်ဟဲ့လားသူ့ရဲ့ social skill တွေကလည်းပိုကောင်းလာတယ်အဲ့ခါကျတော့ခေါင်းဆောင်မှုဆိုတဲ့အရေးချင်းတွေပါတွေကလည်းဒီ job scholar
ဟိုနည်းကျောင်းတွေရဲ့ဒီဟိုနည်းဖြစ်တဲ့ဟာပဲဒါတို့လည်းကြည့်တယ်အဲ့ကကြတော့ဒါလေးကဒီဟာတို့ International School အဲ့ဘန်ကောက်မှာလို့ရှိရင်လေသူတို့ရဲ့ပေါ့အတင်း6တင်းရှိတယ်ပေါ့နော်ဒါကကြတော့အဝါတင်းရဲ့အတင်းခေါင်းဆောင်အဲ့ခေါင်းဆောင်မှာသူကလို့ရှိရင်လေဒီတစ်နှစ်ပတ်လုံးဟိုခေါင်းဆောင်တွေပြိုင်ပွဲတွေရှိတယ်ကျွန်တော်ဟိုနေပေါ့ဟိုအစိုးပြိုင်ပွဲတွေရှိတယ်ဟဲ့လားပြောလို့ရှိရင်ဟိုအားကစားပြိုင်ပွဲတွေရှိတယ်အဲ့လိုပြိုင်ပွဲတွေမှာလို့ရှိရင်သူအမြဲတမ်းဒီအစည်းအဝေးတွေလုပ်ရတယ်အစည်းအဝေးတွေလုပ်ရတယ်အဲ့အတွက်မလို့သူကဟိုတစ်နှစ်ပတ်လုံးဒီစုတွေဒီခေါင်းဆောင်ပြိုင်ပွဲဆိုတာရှိတယ်ပေါ့နော်ခေါင်းဆောင်တွေအတင်းပြိုင်ပွဲဆိုတာရှိတယ်အဲ့အတွက်မလို့သူကဒီလိုက်ပြီးတော့စုစည်းပေးရတာပေါ့တခြားကျောင်းသားတွေအကားတိုက်ရတယ်တခြားစုတိုက်ရတယ်အဲ့ဒါတွေမှာလည်းသူကလိုက်ပြီးတော့ဟိုပူပေါင်းဆောင်ရတဲ့ခါကျတော့နှစ်ကုန်တဲ့ခါကျတော့ဒီ overall champion ပေါ့နော်အဲ့ဟာတို့ရဲ့ overall champion ဆိုပြီးသူဟိုကောင်းလို့ထုတက်ရတယ်စုတက်ရတဲ့အတွက်ဟာတို့ရဲ့ဒီလိုသူတို့ရဲ့ကျောင်းမှာဆိုလို့ရှိရင်သူတို့ဘုံမှာဒါဆိုတွေးကိုဆိုပြီးတော့ဒီဟိုပေါ့နော်သူတို့ကပီးမှတ်တိုင်တစ်ခုထူနိုင်တယ်ပေါ့နော်အဲ့ဒါတွေကလည်းဒီလိုကျောင်းလျှောက်တဲ့အချိန်ကျတော့ဒီကောင်းဆောင်မှုအပိုင်းမှာသူကဒါပြောသေးရမလို့တော့ဟိုအကြောင်းရောက်သူလက်ခံမဲ့ကျောင်းတွေကဒါမျိုးတွေကြည့်နေပေါ့ဟုတ်ကဲ့သူဟိုကျောင်းလည်းလာပါဒီကျောင်းလည်းလာပါအဲ့လိုလေးတွေဖြစ်သွားတယ်ဘာလို့လဲဆိုတော့ဒါကပြောရဒီဟိုနေပေါ့နော်ဒီ MIT ကိုဟိုနေတော့ EA အနေနဲ့ရှောက်တယ်အဲ့အတွက်တခါလေးရသွားတော့ကျွန်တော်တို့ကဟိုကျန်တဲ့ကျောင်းတွေကိုကျွန်တော်တို့ကရှောက်ဆရာမလို့တော့ဖြစ်သွားတယ်ဟိုအင်္ဂလန်ကျောင်းတွေလည်းရှောက်ထားတယ်အင်္ဂလန်ကျောင်းတွေရှောက်ထားရဲဆိုလို့ချင်းဟိုဒါလေးကခုနပြောလို့ပေါ့နော်ဟို Warwick တို့ကိုနေ Bristol တို့အဲ့ဒါတွေလည်းရတာရတာတယ်အခုမှလို့ရှိရင်တို့ကျောင်းကဒီဟာရိုကနေပြီးတော့ဟိုနေဖြစ်တဲ့ခေါ်တယ်ပါအဲ့ဟိုပေါ့နော်ဟို MBA အဲ့ကျောင်းဆိုလို့ရှိရင်လည်းဟိုပြောရဲအဲ့ဒါတွေဆို withdraw ပြန်လုပ်လိုက်တယ်ဟိုပြောလို့ရှိရင်လीအဲ့ဒါတွေတော့ကိုရီးယားခြေလို့ရသွားပြီကိုရီးယားဟိုဘာမှပူစရာလည်းမလိုတော့ကြည့်စရာလည်းမလိုတော့ဟုတ်ကဲ့အဲ့လိုဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဗျဆိုသေးကိုဆိုလို့ရှိရင်ငငယ်တော့ကျမတို့သတိထားမိတာဆိုသေးကအရန်အေးတယ်စကားဆိုလို့ရှိရင်သူလုံမပြောတယ်ဟုတ်ကဲ့ဒါပေမဲ့ကျမကအခုအကိုရဲ့စကားကနေဗာများစဉ်းစားမိလဲဆိုတော့ကလေးတရားအောင်မြင်ဖို့ဆိုတာသူ့ရဲ့အားနည်းချက်ကိုသူသိပြီးတော့လိုက်ပါပြောင်းလဲနိုင်တာဒီအမတန်အရေးကြီးတဲ့အချက်လို့ကျမလည်းယုံကြည်ပါတယ်အခုကြည့်နေတဲ့မိဘတွေဆိုလို့ရှိရင်လည်းဒီအချက်ကိုသတိထားမိမှာပါဘာဖြစ်လို့လဲဆိုတော့အများနဲ့သူကဆက်စတော့ကဆိုလို့ရှိရင်သူစကားမပြောချင်ဘူးသူကသူတယောက်တည်းတီးတန်းတန်းနေရာကနေပြီးတော့သူ့ရဲ့ English profession ကိုသူတိဆောက်တယ်ဒီလိုမျိုးအင်္ဂလိပ်စကားပြောတဲ့အတိုင်းအဝိုင်းမှာသူ့ကိုယ်သူဝန်ဆန့်အောင်သူစူးစမ်းပြီးတော့နေတယ်အဲ့ဒီကိုမှပထမအဆင့်ဝန်ဆန့်အောင်နေတယ်ဒုတိယအဆင့်အောင်မြင်အောင်နေတယ်နောက်တစ်ဆင့် leader တစ်ယောက်ဖြစ်အောင်နေတယ်ဆိုတာဒါသူ့အတွက်အရေးအကြီးဆုံးသူအခိုင်အမာဆုံးဖြစ်တဲ့အောင်မြင်မှုလို့ကျွန်မကတော့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟာအဲကျွန်တော်လည်းမိဘတွေကလည်းအဲ့လိုပေါ့နော်ဟိုဒီလိုဟိုတားလေးဆိုရင်ဒီတင်ချာပိုင်းမှာတော်တယ်ဟဲ့လားစာပိုင်းမှာပြောစရာမလိုတော်တယ်ဒါပေမဲ့ပြောရဲ့ဒီစကားပြောနေတယ်အနေအေးတယ်ပေါ့နော်အဲ့အတွက်မလို့ကျွန်တော်ကဗျာပြောဒီဟိုပြောပေါင်းတဲ့စစ်ရေးပါညာမကောင်းဟိုအားနေသွားမှာဒါတွေလည်းစိုးရင်နေတာတွေကကြာပြီမဲ့လေအခုလိုပေါ့နော်ပြိုင်ပွဲပေါင်းများစွာကိုရှင်ပြိုင်ရတယ်ပြီးတဲ့အခါကျတော့ပြိုင်ပွဲတွေမှာရှင်ပြိုင်ပြီးတဲ့အခါမှာအမြဲတမ်းလဲသူကစုတွေကိုတက်ယူနေရတဲ့အတွက်ပေါ့နော်စုဟိုတွေတက်ယူနေသူ့ကိုယုံကြည်မှုပုံမြင့်သွားတယ်ပေါ့နော်အဲ့ကကြတော့ဟိုပြောမယ်ဆိုတော့ကလေးရဲ့ပုံစံဟိုပြောလို့ရှိရင်ဟိုဘက်ပေါင်းစုံတိုးတက်သွားတယ်လို့ပြောလို့ရတာပေါ့နော်ဒါတွေကလည်းပြောမှာပွဲတိုးရတယ်ပေါ့နော်အဲ့လိုပွဲတိုးတယ်ဆိုတာလည်းပြိုင်မှုမှတိုးလို့ရပါအဲမပြိုင်ဘူးပဲနဲ့ဒီကိုယ့်ဘက်ကိုတော်တယ်ဆိုပြီးတော့ကိုယ့်ဘက်ကိုလေးလာနေုံလောက်နဲ့ဒီ scale တွေတက်မလာနိုင်ဘူးအဲ့လိုအတွက်မလို့မိဘတွေကိုကျွန်တော်ကပြောချင်တာကတော့သူကပြောဟိုဒီလိုပြိုင်ပွဲတွေရှိတယ်ဆိုလို့ရှိရင်ဟိုကလေးတွေကိုဝင်ပြိုင်မှာစုရတာမရတာဟလာဟိုပြောရင်ဟိုပြဿနာမဟုတ်ဘူးဟိုပြောလို့ရှိရင်ကိုကလေးရဲ့အနေထားဘယ်လောက်ရှိတယ်ဆိုတာကိုတုံးတက်လို့ရမယ်အဲ့အတွက်မလို့ဟိုစုရတယ်ဆိုလို့ရှိရင်ကလေးတွေယုံကြည်ပုံမြင်မယ်စုမရသေးဘူးဆိုတော့ဒါတွေတော့အားနည်းချက်ရှိမယ်ဟလာပူကြိုးစားဖို့ဟလာကိုအနေထားဖြည့်ဆွက်ပြီးဘာတွေလုပ်ရမယ်ဆိုတာကိုသိမယ်ကိုယ့်ဘက်ကိုတယောက်တည်းနဲ့တော့ဒီဘယ်လောက်ကိုအတိုင်းတာကိုကလေးဘယ်လောက်သွားနေတယ်ဆိုတာကိုတော့ဘယ်လိုမှမှန်လို့မရဘူးမသိနိုင်တိုင်းစရာပြည်တယ်မရှိဘဲနဲ့ဟုတ်တယ်မရှိတဲ့အတွက်မလို့ကျွန်တော်တို့ကဟိုဘယ်လိုမှဟိုပြောရင်ရှောက်နေရတာရှေ့ရောက်မှမသိနောက်ရောက်မှမသိပေါ့နော်အဲ့လိုမျိုးဖြစ်မယ်အခုလို့ကြတော့ဟိုကိုကပြိုင်ပွဲကြီးပြန်နေဟာဒါတော့ဒီမစိုးဘူးဒီအနေထားရောက်နေတယ်အဲ့ဒါအတွက်ကိုလမ်းကြောင်းမှန်နေပြီဟလာလမ်းကြောင်းမှစုတွေမရသေးဘူးဆိုလို့ချင်းဟာကိုသားလေးတမီလေးအတွက်ဘာတွေထပ်ဖြည့်ဆည်းပေးရမယ်ကိုဘက်ကအများကြီးလိုနေသေးတယ်ဆိုတာကိုကတင်လို့ရတယ်ပေါ့နော်အဲ့လိုလေးဟုတ်ကဲ့ပါတားအနေနဲ့လေဒီလိုပြိုင်ပွဲတွေပြိုင်ရင်းနဲ့
စိတ်ပြတ်သွားတာမျိုးအားငယ်သွားတာမျိုးအချိန်မျိုးတွေရောရှိခဲ့ဘူးလားအကိုအဲ့ဒီအချိန်တွေရှိခဲ့ရင်လည်းအကိုအနေနဲ့ဘယ်လိုများ coach လုပ်ပြီးတော့ဘယ်လိုများဒီကလေးရဲ့စိတ်ဓာတ်ရည်ရမြင့်မာသွားရအောင်အကိုကဘာတွေလုပ်ပေးခဲ့ရသေးလဲအကိုဟိုဒီပေါ့နော်ဟိုစိတ်ပြတ်သွားတယ်ဆိုတာတော့မရှိဘူးတခါလေအားမလို့အားမရဖြစ်သွားတာလေးတွေတော့ရှိတတ်တယ်သူမှန်းထားတဲ့ချန်ပီယံမှန်းထားတဲ့အဲ့ဒါ first runner ကိုပြီးသွားမယ်အဲ့ဒါတခါကျရင်အဲ့ဒါကိုဘောလို့ပြောလို့ရှိရင်ကိုရတယ်ဆိုပေမဲ့အဲ့ဒါပြောလို့ရှိရင်ဟိုကမ္ဘာ ranking နဲ့ရှင်တော်တော်လေးနှိမ့်သွားမယ်ဒါမျိုးတွေရှိတယ်တခါကြီး save ပိုက်ဖြစ်သွားတဲ့အခါမျိုးရှိအဲ့ကြလို့ရှိရင်လေကိုကဟိုကလေးကိုပေါ့နော်ဒါဟိုလိုဘဝမှာအမြဲတမ်းကြီးအောင်မြင်နေမှာမဟုတ်ဘူးလူတိုင်းကတစ်ချိန်မှာဟလာအောင်မြင်မှုနဲ့လွဲချော်သွားတာရှိတယ်အဲ့အောင်မြင်မှုနဲ့လွဲချော်သွားတိုင်းဒီလိုတွေစိတ်တက်တွေကြာနေမယ်ဆိုလို့ရှိရင်ရှေးရှောင်းမဲ့ခီးရအရှိပဲအဲ့ဒါအတွက်ကိုဒါအဆင်မပြေဘူးအဲ့တော့အောင်မြင်မှုဒီလွဲသွားတဲ့ဒီဟာလေးတွေပေါ်မှာဘာကြောင့်လွဲသွားလဲဒါမျိုးတွေဟိုနင်းဖြစ်တယ်ဆိုလဲကိုယ့်ဘက်ကဖြည့်တဲ့နေဆိုလဲဖြည့်ဟလာဟိုအကန်အားလျော်ဆိုအကြောင်းဟလာဟိုနင်းဖြစ်သွားတယ်ဆိုလို့ရှိရင်လေဟလာဒီလိုမျိုးဟိုနင်းဖြစ်တယ်ဆိုလို့ရှိရင်ဒီရဲ့သင်ခန်းစာကိုယူပြီးတော့ဟလာဒီတဲ့ကိုကပို့ပြီးတော့စူးစမ်းတဲ့နေဟာလေးတွေထပ်စူးစမ်းရမယ်ဆိုတော့အဲ့လိုဟာလေးတွေပဲကလေးကိုပေးတာပေါ့နော်ဟုတ်ကဲ့ပါရှင်အကိုအရင်မှတ်သားစရာကောင်းပါတယ်ဟုတ်ကဲ့ဗျအခုဟိုကျမတို့ကဟိုအခြေအနေတစ်ခုရောက်တဲ့အခါမှာကျမတို့စောတိဖြစ်စေနောက်ကျသည်ဖြစ်စေအစင်သင်းဖြစ်စေအစင်သင်းမဖြစ်သည်ဖြစ်စေကျမတို့ကလေးတွေကိုနိုင်ငံခြားကိုပို့လိုက်ကြတယ်ပေါ့ပို့ရတယ်ပေါ့နော်အဲ့ဒီပို့ရတဲ့အခါမှာနိုင်ငံခြားမှာចောင်းသားတယောက်အနေနဲ့ကိုယ့်ဘာသာကိုရက်တည်ဖို့အတွက်ဘယ်အချက်တွေအရေးအကြီးဆုံးလို့အကိုအနေနဲ့ယူဆပါတယ်လေအကိုဒီလိုမျိုးကိုနေဖြစ်တယ်ဆိုကိုယ့်ဘက်ကိုပေါ့နော်ကျောင်းသားတယောက်ကဒီလိုအခြေအနေနဲ့အခုအချိန်မှာအခြေအနေနဲ့ကျွန်တော်တို့ကပြောလို့တိုးတက်ဖို့ဆိုလို့ရှိရင်ဒီနိုင်ငံကပညာရေးဘက်ကိုကျွန်တော်ကလိုက်ရတဲ့အတွက်ဟိုအခြေအနေကိုနေဖြစ်တဲ့အတွက်ပေါ့ကျောင်းသားတယောက်ကကိုပေါ့နော်ယုံကြည်မှုမြင်းနဲ့ဟလာကိုယုံကြည်ပြီးတော့ကိုရေးနေကိုဘွားမှာရှောက်လန်းနိုင်မှုအတွက်ကိုဟလာကိုလုံးရမယ်ဟလာကိုလေးလာမယ်ဟလာပညာကိုလေးလာမယ်ပညာကိုစီးပူးရမယ်ဟိုနင်းကိုပညာရေးကိုဟလာအကောင်းဆုံးစူးစမ်းပြီးတော့ရဲဝဲနဲ့ခြိတက်ဖို့လိုတယ်လို့ပဲကျွန်တော်မြင်ပါတယ်ဗျဟုတ်ကဲ့အဓိကတော့ confidence ပေါ့နော်ဟုတ်ကဲ့ဗျတကတော့ခုနကပြောသလိုငငယ်လေးကသူ့မှာ confidence တွေကတစ် level ပြီးတစ် level တိဆောက်လာခဲ့တဲ့အတွက်အခက်အခဲတော့မရှိနေဘူးပေါ့နော်မရှိပါဘူးအဲ့လိုအတွက်တော့တူလဲသူကယုံကြည်မှုပုံမြင့်တယ်လို့ဖြစ်နေတာပေါ့နော်အဲ့ဒီအတွက်လည်းအများကြီးဆင်ပြေပါတယ်ဟုတ်ကဲ့ကိုစိုးသေးကိုအတွက်ကကြတော့လေစိုးသေးကိုကသင်္ချာမှာဆိုလို့ရှိရင်ပြောစရာမလိုအောင်ကိုအောင်မြင်ပြီးသားတော်ပြီးသားကလေးပေါ့နော်ကိုအဲ့ကကြတော့ကလေးတယောက်ကဘာသာရပ်တစ်ခုမှာတော်နေဖို့ဆိုလို့ရှိရင်ဘယ်အချက်တွေကသူ့ကိုပံ့ပိုးပေးရလို့ထင်ပါတယ်လေအကိုကျွန်တော်ဒါလေးနဲ့အတွေ့အကြုံရပါတော့ဒါပြောလို့ရှိရင်ကလေးတယောက်ကခုနပြောလို့ပေါ့ဟိုတာထွက်စောနေလို့ရှိရင်ပိုကောင်းတယ်လို့မြင်တယ်တာထွက်စောတယ်ဆိုတာတော့ဒါက2012လောက်မှာတူတက်က9နှစ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒေါ်လာတွေဆိုပညာရေးနဲ့ပတ်သက်လို့သိမသိဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီ iPad 2လေးတွေစပေါ်တယ်ပေါ့နော်ပေါ်တဲ့ခါကျတော့အဲ့ဒါပြောလို့ရှိရင်ဒါကိုတင်ရှာ gate တကယ်ချင်းကဒီကွန်ပျူတာပိုင်တဲ့ခါကျတော့ဒီ game တွေဆော်လို့ရှိရင်ဟိုနေ့ဖြစ်ကလေးကစာပဲသိပ်ဟိုနေ့မဲ့တွားမှာဆိုလို့တင်ချာ game လေးတွေတားကိုထည့်ပေးလိုက်တယ်အဲ့ဒီခါကျတော့ဒါကတင်ချာ game လေးတွေကိုဒီမှာဆော်လိုက်တဲ့ခါရဲ့နောက်တစ်ခါကျတော့ဒီထဲမှာခုနပြောလို့ပေါ့နော်အဲ့ iPad ဆိုတော့ဒီအင်္ဂလိပ်စာပါညာလေးလည်းထည့်ပေးလိုက်တော့သူ့ရဲ့အတန်တွက်တွေကလည်းပိုကောင်းလာတယ်အဲ့တော့တင်ချာလေးကနှုတ်တိုက်မေးခွန်းလေးတွေပဲကြောင်းလဲ9နှစ်ကြောင်းတက်ပြီဆိုတဲ့အခါကျတော့သူကပုံမှန်တခြားကလေးတွေတင်ညာနှုတ်ထွက်တွေအရင်ကောင်းသွားတယ်ဘယ်လောက်ထိအောင်ကောင်းသွားလဲဆိုလို့ချင်းတမီးက4တန်းလောက်ရောက်လာတဲ့ချိန်မှာတမီးတို့က9တန်းလောက်ချိန်မှာဒါအဲ့ချိန်မှာ4တန်းအဲ့ချိန်မှာနှုတ်မေးခွန်းတွေကြားလို့ချင်းတမီးတို့စာတင်နေဆိုရင်သူကသွားထိုင်နေနှုတ်မေးခွန်းတွေမေးလို့ချင်းဒီ9တန်းကျောင်းသူကိုဒီ4တန်းကျောင်းသားထောက်နိုင်တယ်အဖြေကိုသူကအရင်ဆုံးပြောနိုင်တယ်ဒီတမီးကဒါပြောရင်10တန်းဒီမှာလေဆိုရင်စိတ်တက်ကိုတတိယနှစ်ဝင်သွားတာပဲဒါပေမဲ့အဲ့လိုညံ့နေတယ်တော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုတော်တဲ့သူတငယ်ချင်းတွေကိုကြော်ပြီးတော့သူကနှုတ်မေးခွန်းတွေဖြစ်သူကတခုတော့ရှိတာပေါ့အဲ့ဒီအချိန်မှာဒီလိုဒီတင်ရှာနဲ့ပတ်သက်တဲ့ဒီTMA မှာဒီကတင်နန်းလေးလာတက်ထားတယ်ပြီးတဲ့အခါကျတော့ဟိုမေးခွန်းအိုလံပစ်မေးခွန်းဟောင်းတွေကိုလည်းလေ့လာထားတယ်အဲ့ဒီဟိုနောက်ပြီးကြတဲ့နိုင်ငံတကာပြိုင်ပွဲတွေကိုလည်းသူကစဖြေနေပြီဟိုအဲ့ခါကျတော့သူကဟိုတင်ရှာနဲ့ပတ်သက်လို့ပို့ပြီးတော့ထူးချွန်လာတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပြောလို့ရှိရင်သူ့ရဲ့ဟာ4 than scale လောက်နဲ့ကိုသူက9 than လောက်ကိုသူက10လုံးနဲ့ဖျားကိုရှင်ပြီးဖြေနိုင်တယ်အဲ့တော့ဒါအတွက်စောဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ကဲ့ဗျဟုတ်ကဲ့ပါအခုအနေနဲ့လေအခုကြည့်ရှုနေကြတဲ့မိဘတွေအတွက်ကိုဗာများအကြံပေးချင်တာများရှိပါသေးလဲအကို
ကျွန်တော်အကြံပြုချင်တာပေါ့နော်ကြံပြုတာဒီပညာရေးနဲ့ပတ်သက်လို့ဟိုကလေးတွေပညာရေးကောင်းဖို့ဆိုတာကလေးတွေဒီအပေါင်းနဲ့မမဘူးအပေါင်းတင်မမဘူးဟလာကျွန်တော်စာလုံးတဲ့စာတော်တဲ့ထူးချွန်တဲ့ကလေးနဲ့ဝိုင်းပြီးလုပ်ဖို့အတွက်ကိုအပေါင်းနဲ့ကောင်းဖို့လိုသလိုမိဘတွေဘက်ကလည်းအပေါင်းနဲ့ကောင်းဖို့ပညာရေးကိုထောက်ပံ့စိတ်ဝင်စားတဲ့မိဘတွေနဲ့ဒီဘုံနေအပေါင်းအသင်းဖြစ်ပြီးဆိုတာလည်းလိုတယ်အဲ့လိုကိုယ့်ဘက်ကိုကျွန်တော်တော်ရိုက်ဆိုပူတိတာလေလीဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကပြည်တိုင်းနဲ့ပတ်သက်သိမသိဘူးအခုလို TMH မှာလာပြီးစာမွဲတွေဖြည့်တယ်အဲ့မှာနိုင်ငံတကာပြိုင်ပွဲတွေတွားရတယ်ကလေးတွေကငယ်တဲ့အတွက်မိဘတွေကဒီပေါ်မှာလိုက်ပြီးတော့သူတို့ဟလာလိုက်ပါဝင်ရတယ်အားပေးရတယ်အဲ့လိုနေရာမှာပြောလို့ဆိုတခြားကလေးတွေရဲ့ဒီပညာရေးကိုဘယ်လောက်တောင်အားပေးတယ်အဲ့ဟာတွေနဲ့တီကျွမ်းခင်မင်ခွင့်ရတယ်ဥပမာပြောရင်အခုဒီ brown ဝင်သွားတဲ့ full ride နဲ့ဝင်သွားတဲ့ဒီကိုထောက်တာကျော်ကိုကျော်တို့ပေါ့နော်စွမ်းဒေတာအောင်လေးရဲ့အဖေတို့ကိုကျော်တို့ဒါတွေနဲ့ရင်းနှီးရတယ်သူတို့ဆိုလို့ချင်းကျွန်တော်တို့ဒီ MIT ဒီတားလေးဝင်ဖို့အတွက်ကိုကျွန်တော် financial ပါညာဆိုကျွန်တော်နားမလဲနားမလဲကမှကိုကျော်ကနေပြီးတော့ဟာဒါပဲဒါလေးကိုဘယ်လိုဖြည့်ဒါလေးကိုဘယ်လိုလုပ်ဆိုတာအကုန်လုံးသူကဟိုနင်းဖြစ်ပြီးကျောင်းဆိုတာဘယ်ကျောင်းကအာလီရှောက်ရမယ်ဘာညာလေးပေါ့နော်ဒါလေးအကုန်လုံးသူကကျွန်တော်တို့ guide လုပ်ပေးတယ်ဒီနောက်တစ်ခါကျရင်အဲ့လိုဖြည့်တဲ့အခါမှာဟိုအမေရိကန်ရောက်နေတဲ့ဟိုဒီချက်နင်းသိပါတယ်ဟိုအင်ဒရာတို့အာကာတို့ဒီပဲကျောင်းသားဟောင်းနေပါပဲသူတို့ဆိုလို့သူ့ရဲ့အမေမလင်းတို့ဆိုရင်အမေရိကန်ကရောက်သွားတာဒီ6တန်းလောက်ကစာမွဲဖြည့်ခဲ့တယ်ကျွန်တော်သားလေးကိုသူကဟိုကနေပြီးတော့ဘာစာအုပ်တွေလိလာပါဆိုတော့တောက်လျှောက်ပို့ပေးအကြောင်းအတွက်ဆိုလို့ရှိရင်ဒါအင်တင်ချတော်တဲ့အတွက်MIT ကိုပဲဦးစားပေးရှောက်ဒါမျိုးလေးလမ်းညွှန်မှုတွေရတယ်ဒါပြီးတော့ဟိုဒါဖြစ်ပါမလားရပါမလားဆိုတော့ပြီးတော့ဟိုနင်းဖြစ်လာတဲ့အခါမှာတွေးဝေတာလေးရှိတဲ့အခါကျတော့ပါဗျရပါမလားဆိုတဲ့စိတ်နဲ့မရှောက်နဲ့ရကိုရရမယ်ဆိုတဲ့စိတ်နဲ့ရှောက်ပါအဲ့ဒါကိုယုံကြည်ပြီးတော့ဒါလည်းရှောက်ပြီအဲ့တော့ပြောချင်တာကတော့ဟိုဒီတခြားဒီပေါ့နော်ကိုပြောလို့ရှိရင်ကိုဆိုင်တို့လိုပေါ့ဒီအဲ့မှာစာမွေးကြီးလိုက်ဖြည့်တယ်မိဘကြီးရှိအဲ့ဒါအကုန်လုံးကဒီကားတို့ဒီကစကောလာရှိတယ်အားလုံးမှာအဲ့ဒါ AIS group ကစကောလာရှိတယ်ဗာတယောက်အမြဲတမ်းဘဲဆိုတဲ့တင်းလေးပေးနေတာပေါ့နော်အဲ့အတွက်မလို့ကိုကဒါလေးကတော်တယ်ခင်ဗျားတို့ကိုအဲ့ဒါကိုစိုးမင်းတို့ဒါတွေအဲ့ဒါလောက်ပါလားဒါတွေရှောက်ပါလားတို့တော့ကနေပြီးတော့အကြံပြုတယ်အဲ့အတွက်ကိုကျွန်တော်ကပြောရင်နေမှာနေပြီးမျိုးလေဒီတော့ဒီစာစိတ်ဝင်စားတဲ့မိဘတွေနဲ့ကျွန်တော်တို့ကအပေါင်းအသင်းဖြစ်ရတယ်အပေါင်းအသင်းဖြစ်ရတဲ့အတွက်ဟိုနေတားရဲ့ပညာရေးမှာအဲ့ဒါအများကြီးထောက်ကူပြုသွားတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျမတို့ TNH Math Center အနေနဲ့အခုလိုမျိုးလာရောက်ပြီးတော့အချိန်ပေးပြီးဖြည့်ချသွားပေးတဲ့အကိုကိုအများကြီးကျေးဇူးတင်ပါတယ်ကြည့်ရှုပေးကြတဲ့မိဘတွေကိုလည်းကျမအနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဒီအစီအစဉ်ကနေပြီးတော့ကြည့်ရှုသူမိဘတွေအတွက်ကြည့်ရှုသူကျောင်းသားတွေအတွက်လေးလာစရာဗဟုသုတဖြစ်စရာတွေအများကြီးရရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်